အားလုံးပဲမင်္ဂလာပါဖျားတခင်ကျေးဇူးတော်ကြောင့်ပဲအသက်တဖန်ပြန်လဲပြီးတော့အခွင့်အရေးရတဲ့အတွက်ကျေးဇူးတင်တယ်ကဲတင်ချင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နည်းနည်းလေးလာရအောင်လက်တလောအချိန်မှာတကယ်ပဲလူသိများပြီးတော့ဤပန်းစားတဲ့ကဲတင်ချင်းနဲ့ပတ်သက်ပြီးတော့ကာလခွဲပြီးတော့ကဲတင်ချင်းရနီကာလခွဲပြီးတော့ကဲတင်ချင်းရတယ်ဆိုတဲ့တည်င်းစကားဟာအမတန်မှဤပန်းစားနေပါတယ်ဘယ်လိုမျိုးလဲဆိုတော့ကပောက်ချန်ကနေမာလခိဓမ္မဟောင်းချန်တခုလုံးဟာဆိုရင်ပြည့်ညတ်တော်ဆောက်ခြင်းအဖြစ်ပြည့်ညတ်တော်ကိုယူတည်ခြင်းအဖြစ်ကဲတင်ခြင်းရတယ်တခင်ခရစ်တော်ခက်ကနေကျွန်တော်တို့ဒီ secret rapture လူဝစွာချီဆောင်ခြင်းကာလအထီကတော့ဂျေဇုတော်နဲ့ကဲတင်ခြင်းရတယ် secret rapture ပြီးတော့ကဲတင်ခြင်းမရတဲ့သူတွေ antichrist ဆိုတဲ့ဖျားမဲ့ဝါရမဟုတ်ရင်ဖျားတဲ့ကိုဆန့်ကျင်တဲ့အာနာရှင်ပြောရမလားအာနာကြီးထွားတဲ့ပုဂ္ဂိုလ်တွေကခရိယန်တွေကိုနှိမ့်ဆက်မယ်ငင်းပန်းပြီးတော့တည်တဲ့ထိသူတို့လှုပ်ဆောင်နိုင်ခွင့်ရှိမယ်အချိန်မှာသခင်ခရစ်တော်အတွက်အသေးခံမဲ့ဆိုကဲတင်ခြင်းရမယ်ဆိုတဲ့ယုံကြည်ချက်ပဲဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာခြုံပြီးကြည့်မယ်ဆိုရင်ဓမ္မဟောင်းခက်မှာပြည့်ညတ်တော်အဖြစ်ကဲတင်ခြင်းရတယ်ဓမ္မတစ်ခက်မှာဆိုရင်ကျေးဇူးတော်ကြောင့်ကဲတင်ခြင်းရတယ်ပြီးရင်ကျွန်တော် secret rapture ပြီးရင်အသက်ရှင်တဲ့ပုဂ္ဂိုလ်တွေအတွက်ခရစ်တော်အတွက်တည်ခံခြင်းပဲကဲတင်ခြင်းရတဲ့ဆိုတဲ့ကဲတင်ခြင်းရတဲ့ဤသုံးမျိုးရေဘူးရဖြင့်ကျွန်တော်တွေ့လို့ရပါတယ်ဒါကတကယ်ပဲကျမ်းစာနဲ့ကိုက်ညီလားဆိုတဲ့အရာကိုကျွန်တော်တို့သုံးသပ်တော့မှာဖြစ်ပါတယ်ပထမဆုံးနဲ့ကဘာဦးကျမ်းခန်းကြီး15ခန်းငယ်6ကိုဖတ်ရအောင်အာဗြဟံဒီသာရဖျားကိုယုံကြည်တည်ဖြစ်၍သူ၏ယုံကြည်ခြင်းကိုဖြောင်းမှတ်ခြင်းကဲ့သို့တမတ်တော်မူ၏ဒီနေ့မှာအမဒမ်းမှစုံစားစရာတစ်ခုဖြစ်ပါတယ်သူရဲ့ယုံကြည်ခြင်းကိုဖြောင်းမှတ်ခြင်းကဲ့သို့တမတ်တော်မူတယ်ဆိုတဲ့အရာပဲဖြစ်ပါတယ်ဟေရှာယအခန်းကြီး61အခန်းငယ်30ကိုဆက်လက်ပြီးတော့ဖတ်ရအောင်ဟောရဖျားကြောင့်ငါဒီအလွန်ဝမ်းမြောက်၍ငါ၏ဖျားသခင်ကြောင့်ငါဝိညာဉ်သည်ရှင်လန်းမီအကြောင်းမူကားမင်္ဂလာဆောင်လူလင်သည်ပေါင်းတရဖူကိုစောင်းတကဲ့သို့မင်္ဂလာဆောင်သူတို့သမီးသည်တစားစင်တကဲ့သို့ကဲတင်ခြင်းအဝတ်တစားနဲ့ငါကိုဝတ်ဆင်စေ၍ဖြောင်းမှတ်ခြင်းဝတ်လုံးနဲ့ခြုံတော်မူ၏ဒီညမှာလဲပြည့်ညတ်တော်ဆောင်ခြင်းအဖြစ်မပြောဖျားသခင်ကကျွန်တော်တို့ကဲတင်ခြင်းဝတ်လုံးကိုခြုံစေတဲ့အာဗြဟံရဲ့ယုံကြည်ခြင်းဟာဖြောင်းမှတ်ခြင်းကဲ့သို့တတ်မှတ်တယ်ဆိုပြီးတော့ပြောထားပါတယ်ဆိုတော့ကျွန်တော်တို့ပြောတဲ့အရာဓမ္မဟောင်းကျမ်းဟာပြည့်ညတ်တော်အဖြစ်ကဲတင်ခြင်းရတယ်ဆိုတဲ့ဟာကအမတန်မှမေခွန်းထုတ်စရာရှိပါတယ်ဓမ္မဟောင်းကျမ်းမှာလည်းကဲတင်ခြင်းကကျေးဇူးတော်ကြောင့်ပဲရတယ်ဆိုတာကျွန်တော်တို့ဒီကျမ်းချက်တွေကအတိအလင်းပြောပြထားတာဖြစ်ပါတယ်အာမင်ယောမအခန်းကြီး3အခန်းငယ်28မှာပြောထားလဲဆိုရင်ထို့ကြောင့်လူမီတီကပြည့်ညတ်တဲ့အချင်းမရှိပဲယုံကြည်ခြင်းအဖြစ်ဖြောင်းမရတော့ရောက်ဒီဟုယူရ၏တဲ့ဒီညမှာလဲယုံကြည်ခြင်းအဖြစ်ဖြောင်းမှတ်ခြင်းပါရမီကိုဖျားခင်ပေးတာဖြစ်တယ်ဆိုတာထပ်လောင်ပြီးတော့ပြောပြထားတာဖြစ်ပါတယ်ဂါလတိခန်းကြီး2အခန်းငယ်15နဲ့16ကိုဖတ်ရအောင်လူဒီပင်းရဲ့တရားကျင့်အားဖြင့်ဖြောင်းမရတော့မရောက်ယေရှုခရစ်ကိုယုံကြည်ခြင်းအားဖြင့်ဖြောင်းမရတော့ရောက်ကြသည်ကိုအပြစ်ထင်ရှားသောတပါးမျိုးသားမဟုတ်ဘဲဇာတိအမျိုးအဖြစ်ယူဒလူဖြစ်သောငါတို့သည်အမှန်တိဒီနဲ့အညီပင်းရဲ့တရား၏အကျင့်အားဖြင့်ဖြောင်းမရတော့မရောက်ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့်ဖြောင်းမရတော့ရောက်ခြင်းကငါတို့ပင်ယေရှုခရစ်ကိုယုံကြည်ကြပြီအကြောင်းမူကားပညတ်တဲ့အကျင့်အဖြစ်အဘဲသူများဖြောင်းမရတော့မရောက်နိုင်ရဒီမှာလိုက်မဇမ်းမထင်ရှားပါတယ်ပညတ်တော်စောင့်ခြင်းအဖြစ်မဟုတ်ဘူးကျွန်တော်တို့ယုံကြည်ခြင်းအဖြစ်ကျေးဇူးတော်ကြောင့်ဖြောင်းမရတော့ကဲတင်ခြင်းကျွန်တော်ရောက်တယ်ဆိုတာထပ်လောင်ပြီးတော့ကျွန်တော်ရှင်းရှင်းလင်းလင်းတွေ့နိုင်ပါတယ်ဆက်လက်ပြီးတော့ဖိလိပ္ပိအခန်းကြီး3အခန်းငယ်7မှာဆိုရင်ထိုသခင်ကြောင့်ခတ်သိမ်းသောအရာတို့ကိုအရှုံးခံရပြီတေချင်းမှထားမြောက်သောအခွင့်ကိုငါရနိုင်ကောင်းလင်ကိုတော်ဒီအသေးခံတော်မူသည့်နီးသူငါဒီလဲအသေးခံ၍ထိုသခင်ကို၎င်းထားမြောက်ခြင်းဤတကူကို၎င်းစင်းရဲခံတော်မူခြင်းကို၎င်းဆက်ဆံ၍ခံခြင်းကို၎င်းတိကျွမ်းခြင်းငါပညတ်တရားဖြစ်ရသောကိုဖြောင်းမှတ်ခြင်းကိုမကူစားပဲခရစ်တော်ကိုယုံကြည်ခြင်းအဖြစ်ရသောဖြောင်းမှတ်ခြင်းသည်ဟုသောယုံကြည်ခြင်းအတွက်ကြောင့်
ဖျားသခင်ပေးတော်မူသောဖြောင့်မတ်ခြင်းကိုကိုးစားသဖြင့်တဲ့ဒီမှာလဲဖျားသခင်ပေးတဲ့ဖြောင့်မတ်ခြင်းကိုလုံနိုင်တဲ့အရာကိုမကိုးစားပဲတဲ့အဲ့ဒါကြောင့်ကယ်တင်ခြင်းဟာဖျားသခင်ရဲ့ကျေးဇူးတော်ကြောင့်ကျွန်တော်ကယ်တင်ခြင်းရတာဖြစ်ပါတယ်ကျွန်တော်ယုံကြည်ခြင်းအဖြစ်ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းရတယ်ဆိုတာအင်မတန်မှဒီမှာထင်ရှားပြန်ပါတယ်နောက်ဆုံးအနေနဲ့အေဖက်ခန်းကြီးနဲ့အခန်းငယ်၈ကနေ9ထိဆက်လက်ဖတ်ရအောင်ယုံကြည်ခြင်းအဖြစ်ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းတို့ရောက်ရ၏ကိုယ်အလိုလျောက်ရောက်သည်မဟုတ်ဖျားခင်ပေးသနာတော်မူရာဖြစ်သည်ကိုကုသိုလ်ကြောင့်ကယ်တင်တော်မူခြင်းတို့ရောက်သည်မဟုတ်တို့ဖြစ်၍အဘယ်သူမျှဝါကြွားစရာအခွင့်မရှိတဲ့အဲ့ဒါကြောင့်ကယ်တင်ခြင်းဟာဖျားခင်ရဲ့ကျေးဇူးတော်သက်ကြောင့်ဖြစ်တယ်ဒါကိုကျွန်တော်ယုံကြည်ခြင်းအဖြစ်ကျွန်တော်ယူရတာဖြစ်ပါတယ်အာမင်ကျွန်တော်ဓမ္မဟောင်းမှာလည်းကျေးဇူးတော်နဲ့ကယ်တင်ခြင်းရတယ်ဓမ္မတက်မှာလည်းကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းရတာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ဆောနာပြောတဲ့အရာတွေဓမ္မဟောင်းဟာပြည့်ညတ်တော်ဆောက်ချဖြစ်ကယ်တင်ခြင်းရတယ်ကျွန်တော် secret rapture အလွန်မှာဆိုရင်ကိုအတေသက်ခံချအဖြစ်ကယ်တင်ခြင်းရဆိုတာဒါကအင်မတန်မှလွယ်မတဲ့တုံတင်ချက်ဖြစ်ပါတယ်ဘယ်သူမှအသက်ပေးပြီးတော့ကိုကယ်တင်ခြင်းကိုဝယ်လို့မရတယ်လို့ဘယ်သူမှပြည့်ညတ်တော်ဆောက်ချအဖြစ်ကဲတင်ခြင်းမရပါဘူးဒါကဂျေဇုတော်ကြောင့်ကဲတင်ခြင်းရတယ်ဆိုတာထောက်လောင်းပြီးတော့ပြန်လဲအတိပေးခြင်းဖြစ်ပါတယ်အလုံးပေါ်ဖျားရှင်ကောင်းချီးပေးပါစေ